ပြည်တော်ကောင်စီဥက္ကဋ္ဌဦးကံမြင့်တန်းဟာနေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမုံနေပြည်တော်စီမံသားရေးကော်မတီမှတာဝန်ရှိသူများနဲ့အတူဒီကနေ့မနက်ပိုင်းမှာစပိုသေးရီမြို့နယ်တပြေကုန်းစီနေပုဗ္ဗသေးရီမြို့နယ်ပုဗ္ဗသေးရီစီတို့မှာဈေးသူဈေးသားများဒေသခံပြည်သူများစိတ်အေးချမ်းသာစွာဖြင့်တန်ရှင်းလက်ဆက်သောကုန်ပစ္စည်းများကိုဝယ်ယူနိုင်ရင်ဈေးတန်ရှင်းတာယာရေးနှင့်ဈေးရုံများစနစ်တကျရှိစေရေးဆောင်ရွက်ထားရှိမှုအခြေအနေများကိုကွင်းဆင်းကြည့်ရှုစစ်ဆေးပါရယ်ပထမဦးစွာနေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများစပိုသေးရီမြို့နယ်တပြေကုန်းဈေးကိုရောက်ရှိရာဈေးများဌာနမှုကဈေးအတွင်းကျမ်းမာရေးနှင့်ညီညွတ်ပြီးတန်ရှင်းလက်ဆက်သောတာငါဟင်းဒီရွက်နှင့်ကုံစိမ်းကုံချောက်မျိုးစုံရောင်းဝယ်ဖောက်ကားနေမှုများဈေးတန်ရှင်းတာယာရေးနှင့်လမ်းမေးဈေးသည်များလမ်းနှင့်ကျူးကျော်ပြီးရောင်းချမှုမရှိစေရင်ဆောင်ရွက်ထားရှိမှုများကိုရှင်းလင်းတင်ပြရာဌာနကြီးမှုကလိုအပ်တာများထပ်မံဖြည့်စွက်ရှင်းလင်းတင်ပြပါရယ်တင်ပြကြများပေါ်နေပြည်တော်ကောင်စီဥက္ကဋ္ဌကလိုအပ်တာများမှာကြားပါရယ်ဆက်လက်ပြီးပုဗ္ဗသီရိမြို့နယ်ပုဗ္ဗသီရိဈေးကိုရောက်ရှိရာဈေးအတွင်းရေစည်းရေလာကောင်းမွန်စေရအတွက်ရေမြောင်းများစေယူရန်ဈေးတန်ရှင်းတက်ရတာယာလာပမှုရှိစေရန်ဈေးစည်းကထိန်းသိမ်းရေးလုပ်ငန်းနဲ့ဈေးလုံခြုံရေးလုပ်ငန်းများကိုအထူးအလေးထားကြက်မှတ်ဆောင်ရွက်သွားရန်တို့ကိုမှာကြားပါရယ်ဆက်လက်ပြီးနေ့လယ်ပိုင်းမှာနေပြည်တော်ကောင်စီဥက္ကဋ္ဌဟာနေပြည်တော်ကောင်စီဝင်များဌာနဆိုင်ရာများနဲ့အတူဇေယျသီရိမြို့နယ်ပေါင်းလောင်းဆိုင်ကိုတွားရောက်ပြီးစေရီတူလောင်ထားရှိမှုနဲ့တမန်ကြက်ခိုင်မှုခြေအနေများကိုကြည့်ရှုစစ်ဆေးပါရယ်ပထမဦးစွာနေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများပေါင်းလောင်းရေလောင်တမန်ရှင်းလင်းဆောင်ကိုရောက်ရှိရာဆယ်မြောင်းနှင့်ရေသုံးရှားမှုစီမံခန့်ခွဲဦးစီးဌာနတည်ဆောက်ရေးကညွှန်ကြားရေးမှူးကပေါင်းလောင်းရေလောင်တမန်စီမံကိန်းဆိုင်ရာချက်လက်များရေပိုလဲဆိုင်ရာချက်လက်များတမန်တိဆောက်ထားရှိမှုနဲ့မန္တလေးငရင်ကြီးကြောင့်ပေါင်းလောင်းရေလောင်တမန်ထိပ်ပြင်မှာအကွဲကြောင်ဖြစ်ပေါ်ခဲ့မှုကိုပြန်လည်ပြပြင်ထားရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြရန်နေပြည်တော်ကောင်စီဥက္ကဋ္ဌကလိုအပ်တာများမှာကြားပါရယ်အဲဒီနောက်ပေါင်းလောင်းရေလောင်တမန်ဗတ်စုံစီမံကိန်းဗီဒီယိုဖိုင်ဗီဒီယိုကလစ်ကိုကြည့်ရှုပြီးအမှတ်တရတည်တည်ချင်းများကိုပေးရပါတယ်အဲဒီနောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌဟာပေါင်းလောင်းရေလောင်တမန်ရေပုံလွှဲရှိဟိုက်ဒရိုလစ်ရေမြင့်ရေတကာဟိုက်ဒရိုလစ်အလီဗတာဒရမ် HDD ကိုတွားရောက်ကြည့်ရှုစစ်ဆေးပြီးတရှိလိုတာများကိုမေးမြန်းကလိုအပ်တာများပေါင်းဆက်ညီနိုင်ဆောင်ရွက်ပေးပါတယ်အဲဒီကမှတစင်မြေရောက်တာအပိဆက်ရုံလိုက်ကူလန်းကြောင်းအဆက်တန်နန်ကိုတွားရောက်ပြီးစက်တင်ခန်မက်ရှင်ရွန်ဆက်ရုံထင်းချုပ်ခန်ကိုတိုရွန်ပေါင်းလောင်းရေရလျက်စစ်ဆက်ရုံအရေးပေါ်ဆက်စတင်မောင်းနေခြင်းလုပ်ငန်းစဉ်များ Black Start Procedure နဲ့စီမံကိန်းဆိုင်ရာအသေးစိတ်ပုံစံငယ်များကိုကြည့်ရှုစစ်ဆေးခဲ့တယ်လို့သတင်းရရှိပါရခင်ဗျာ